တရားသားတွေထဲမှာလည်းတရားရတာအကောင်းဆုံးပဲပြောတရားအကောင်းဆုံးမှလည်းပဲတရားနဲ့ပြောတာအကောင်းဆုံးပဲဒီရဲ့ငြိမ့်တဲ့တရားမှာတဏှာကသိမ့်ချုပ်ငြိမ့်တဲ့နေရာဟာအကောင်းဆုံးပဲတဲ့တဏှာကနေကုန်ပြီးတော့ချုပ်ငြိမ့်ရုပ်သိမ့်တဲ့နေရာနိဗ္ဗာန်အကောင်းဆုံးပဲလို့အဲ့လိုအကောင်းဆုံးတရားနဲ့မိဘများပြောတဲ့နေ့လှူတဲ့နေ့အရသာတွေနဲ့အခမ်းတဲ့နေ့တဲ့အဲ့ဒီနေ့မှာမိဇိမနေကဥပရိပါဏသမ္မာလိတော်သုလကမ္မကသုလကမ္မဝိပင်ကသုံးပါကံနဲ့လူသာတဲ့တတ္တဝါတွေမှာသတ္တဝါတစ်ခုကံတစ်ခုလို့ဒီလိုခေါ်ပါတယ်ကံနဲ့လူသာတဲ့အဲ့ဒီကံနဲ့လူသာဖြစ်ပေါ်လာရခြင်းအကြောင်းရင်းကတော့ကံနဲ့လူသာဖြစ်ပေါ်လာရခြင်းအကြောင်းရင်းကတော့တောရိယပုံနာတဲ့ဘယင်ပသိဏတိကောသလမင်းကြီးရဲ့ဘယင်ပသိဏတိကောသလမင်းကြီးရဲ့အမတ္တမအာကိုရတဲ့ပုံနာပညာရှိပုံနာတထေးကြီးအဲဒီတထေးပုံနာကြီးမိတနေ့သောကမှာမလိုပဲမတမ်းပဲသာသနာတော်ကိုမယုံမဲနဲ့သူသိသွားအဲ့လိုသိသွားတဲ့အခါကျတော့ပရိသတ်ရေမလူမတမ်းမပေးမကမ်းပဲလေကုသိုလ်ကောင်းဖို့မပါပဲနဲ့သိသွားတဲ့တောရိယပုံနာကြီးနောက်ဘဝရောက်တော့ယောနိသောအာယောနိသောမနတိကာရနှလုံးသွင်းမှားပြီးတော့အဟိတလိစ္ဆံခွေးဘဝရောက်သွားတယ်တဲ့အဲ့လိုဟိတလိစ္ဆံဘဝခွေးဘဝရောက်သွားတဲ့အခါကျတော့ဘုရားရှင်ကိုယ်တော်မြတ်ကသူ့မှာလည်းပဲသားကလေးတစ်ယောက်ပြန်ရစ်တယ်သူ့သားကသူ့ဘလူတယ်တဲ့အဲ့ဒီသူ့ဘလူလင်ကလည်းပဲမြတ်စွာဘုရားကိုမယုံကြည်ဘူးတရားတော်ကိုမယုံကြည်ဘူးသံဃာတော်ကိုမယုံကြည်တဲ့သားတဲ့အဖေကလည်းမယုံသားကလည်းမယုံဘူးပေါ့အဖေမယုံသားမယုံတဲ့သားအဘဘုရားရှင်ကိုယ်တော်မြတ်ကဒီကနေ့ဘယ်ပုဂ္ဂိုလ်ကိုငါကြည်မြောက်ရပါမလဲလို့လောကသုံးပါးကြည်လိုက်တဲ့အခါကျတော့သူ့ဘလူလင်တရဏဂုံသုံးပါးတိမာကိုဘုရားရှင်ကိုယ်တော်မြတ်မြင်တော်မူတယ်သူ့ဘာလို့လဲတရဏဂုံသုံးပါးတည်ပြီးတော့သူ့အဖေရဲ့အကြောင်းကိုပြန်ပြောင်းပြီးတော့ပြောရမယ်လေလို့ဘုရားရှင်မြင်တော်မူလို့